မင်္ဂလာပါဒီနေ့မှာလည်းညီမတို့ဦးရဲကိုင်းရောင်းဝယ်ရနေပြီးတော့နောက်ထပ်ကားလေးတစ်စီးကိုငွေချဲ process လေးနဲ့ရောင်းပေးခဲ့တာပဲဖြစ်ပါတယ်ကားလေးကတော့ Nissan Clever Delivery Auto လေးပါဒီကားလေးကပဲခူးလိုင်စင်လေးဖြစ်တယ်ပေါ့နော်လိုင်စင်တက်တန်းကလည်းကုန်နေပြီဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ဦးရဲကိုယ်တိုင်ပဲခူးကညနာရုံကိုသွားပြီးတော့မှတရားဝင်ရေးစစ်ဆေးပြီးတော့မှလိုင်စင်အသစ်ဝင်ပေးခဲ့တာပဲဖြစ်ပါတယ်ဆိုတော့ကားလေးကိုဝယ်အပေးသွားတဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ကားတွေအများကြီးပိုင်ဆိုင်နိုင်ပါစေဒီကားလေးကလည်းကိုယ့်ရဲ့စီးပွားရေးတွေကိုအခုထက်မကပေါ့နော်တွတ်တက်အောင်လုပ်ပေးနိုင်တဲ့ကားလေးဖြစ်ပါစေလို့ညီမတို့ဦးရဲကားရောင်းဝယ်ရေးကဆုတောင်းပေးပါတယ်ညီမတို့စီမှာကားအယောင်းအဝယ်ပဲမဟုတ်ပါဘူးညီမတို့ကိုမတွေရဲ့အိမ်မှာရှိတဲ့ကားလေးတွေကိုပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်ညီမတို့စီမှာလာပြန်ရောင်းလို့ရပါတယ်ညီမတို့စီကနေဝယ်သွားတဲ့ကားလေးတွေအတွက်လိုင်စင်ဝင်ခြင်းနဲ့အမီပေါက်လျှောက်ခြင်းနဲ့ပြန်ရောင်းချင်တယ်ဆိုလို့ရှိရင်လည်းညီမတို့စီကိုအချိန်မရွေးပြန်လာရောင်းလို့ရပါတယ်ရှင်။ညီမတို့စီမှာကားလေးတွေအရေးကြဝယ်လို့ရပါတယ်။ငွေစင်ဝယ်လို့ရပါတယ်။ငွေချန် process လေးနဲ့ဝယ်လို့ရတာဖြစ်ပါတယ်။ဆိုတော့အရေးကြဝယ်ခြင်းတဲ့သူတွေအတွက်ကတော့ညီမတို့ရုံးမှာလာပြီးတော့စုံစမ်းမေးမြန်းပေးပါ။အခုကတခြားမြို့တွေလည်းရနေပြီဖြစ်တဲ့ခါကျတော့ညီမတို့ရန်ကုန်ရုံးမှာပဲကားကိုတော့ကြည့်ရမှာဖြစ်ပါတယ်။ဒါလေးကိုညီမပြောပြပေးတာပါ။နောက်ထပ်ဗီဒီယိုလေးညီမအသေးစိတ်လေးပြောပြပေးပါမယ်။ဒါပေမဲ့ဒီကိုတွေကတော့ညီမတို့စီမှာငွေချန် process လေးနဲ့ကားလေးကိုဝယ်ယူအားပေးသွားတာပဲဖြစ်ပါတယ်ရှင်။အရေးကြဝယ်ခြင်းတဲ့သူတွေအတွက်ကတော့ညီမတို့ရဲ့ရုံးမှာလာပြီးတော့အရေးကြ process လေးအကြောင်းကိုအသေးစိတ်လေးစုံစမ်းမေးမြန်းပေးဖို့မြတ်တာရက်ခံပါတယ်ညီမတို့ကအရေးကြကိုဖုန်းထဲမှာဖြေမပေးတဲ့အတွက်ကြောင့်မို့လို့ပါအဲ့ဒါကြောင့်မို့လို့ရုံးကိုပဲလာမေးပေးပါရှင်ညီမတို့ရဲ့ရုံးကတော့ရန်ကုန်မှာရှိတာဖြစ်ပါတယ်ရန်ကုန်မြောက်တကုံ34ရပ်ကွက်အုတ်ချုပ်ရမှုရုံးအနီးမှာရှိတာဖြစ်ပါတယ်ရှင်ကားလေးလာကြည့်မယ်ဆိုလို့ရှိရင်တော့39ခွန်ခွန်11ခွန်655လေးကိုဆက်သွယ်လိုက်ပါရှင်ဆိုတော့ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲတာယာတဲ့နေ့ရက်လေးတစ်ရက်ကိုပိုင်ဆိုင်နိုင်ပါသေးရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ